လုံးပဲမင်္ဂလာပါအခုအရန်ကိုတရားလှပတဲ့ရွာလေးတွေကိုဖျက်ပြီးတော့အရန်ကိုတရားလှပတဲ့ရွာလေးတရားစီကိုကျွန်တော်တွားလဲပါအောင်မယ်တို့ကျွန်တော်တွားလဲမယ့်ရွာလေးကတော့ကျိုင်းတောင်းရွာလို့ခေါ်ပါတယ်ဒီရွာလေးကတော့ပြုံးလွင်မြို့ဆောင်လမ်းကနေဆိုလို့ရှိရင်ကြီးကိုင်တို့အင်းရတို့ရေမောင်းကုန်းတို့တင်ကတုံတို့ကိုဖျက်ပြီးတော့တွားရတဲ့ရွာလေးဖြစ်ပါတယ်ကျွန်တော်တို့ဒီရွာလေးတွေကိုရောက်တဲ့ခါမှာတော့ရွာခန့်အတိတယောက်အင်းရနေဆိုင်ငယ်ငှားပြီးတော့သူနဲ့တူတူရွာတွေကိုရှောက်ပတ်ကြည့်ပြီးတော့လဲခဲ့ပါတယ်ဒီရွာလေးတွေကိုဖျက်တမ်းသွားတဲ့အခါမှာတော့အခုလိုပဲအရန်ကိုချစ်စရာကောင်းတဲ့ရှမ်းအိမ်လေးတွေကိုအများကြီးတွေ့ခဲ့ရပါတယ်အခုဆိုတော့ကျွန်တော်တို့ရွာထဲကိုဖျက်ပြီးတော့ရွာပြင်မှာရှိနေတဲ့စပားရည်သိမ်းပြီးတာလယ်ခွင်းပြင်တွေကိုတွားမှာဖြစ်ပါတယ်ဒီလက်ခွင့်ပြနေတွေကနေဆိုလို့ရှိရင်လည်းပဝန်းကျင်ပြူလေးတွေကအရှမ်းကိုသိချင်နေတာဆရာကောင်းပါတယ်ပြီးတော့ဒီရွာပြင်လက်ခွင့်ပြနေတွေကနေတောင်တွေကိုလည်းလှမ်းမြင်ရတယ်နောက်ပြီးတော့ကျတော့အဝေးမှာရှိနေတဲ့လိုက်ခင်းတွေကိုလည်းလှမ်းမြင်နေရပါတယ်ကျွန်တော်တို့ပြုံးလွန်ရွာလေးတွေကိုတွားလဲတဲ့ခါတိုင်းရွာပြင်မှာရှိနေတဲ့ပဝန်းကျင်ပြူလေးတွေကိုခီးစိုက်ပြီးတော့ကြည့်ရှုပြီးတော့ခန်းစားခဲ့လေးရှိပါတယ်အခုမြင်နေရတယ်လို့ရွာပြင်လက်ခွင့်ပြတဲ့မှာအစားစားနေတဲ့ကျွဲလေးတွေရဲ့ပုံရိပ်လေးတွေကိုလှမ်းမြင်ရတာလေကျွန်တော်တို့တကယ်ကိုစိတ်ချမ်းသာစရာကောင်းပါတယ်အခုဆက်လက်ပြီးတော့ကျွန်တော်တို့ရွာပြန်မှာရှိနေတဲ့ဖရာလေးတစုကိုတောက်ဖို့မှာဖြစ်ပါတယ်အားလုံးပဲ like ခဲ့ကြည့်ပေးပါဦးဟိုတော့မင်းနေရောဒီကြောက်ဖို့တပွေးတစ်ပိုင်းနဲ့တည့်ထားတာအခုမြင်နေတဲ့ဖရာလေးကတော့ရွာပြန်လဲခွင်းထဲမှာရှိတာဖြစ်ပါတယ်ဒီဖရာလေးကိုအဝေးကနေလှမ်းမြင်နေရတဲ့ရှုခင်းလေးကလည်းအချမ်းကိုစိတ်ကြည်နူစရာကောင်းပါတယ်အခုဒီဖျားလေးကလည်းဖူးရတာအရန်ကိုစိတ်ကြည်နူးစရာကောင်းတယ်လို့ပဲဒီဖျားရင်ပြင်တော့ပေါ်ကနေရွာပြင်ပဝန်းကျင်ရှုကနေကိုလှန့်ကြည့်ရတာလေစိတ်ချမ်းသာစရာကောင်းပါတယ်အခုဆိုတော့ကျွန်တော်တို့ဖျားဖူးပြီးရွာထဲကိုပြန်ခဲ့ပါပြီဒါမှပါလားဒါမှအခုဆိုတော့ကျွန်တော်တို့ရွာထဲကအတေးအိမ်ကိုပြန်ရောက်ပါပြီဒီအတေးအိမ်ကိုပြန်ရောက်တဲ့အခါမှာတော့အိမ်ရှင်ကအိမ်နောက်ဖေးရစိုက်ခင်းနေရနေကစုံရက်နဲ့ဝင်းကြီးရဒီခုချင်းခုသွားဆိုလို့ကျွန်တော်တို့တွေပျော်ကြီးနဲ့ခုခဲ့ကြပါတယ်ခုကမလေးကတည်းကတော့ဒီပြီလားနေထားပေးမယ်တဲ့ကစင်းကဒါနဲ့ခုရလားကိုခန့်ကိုဘာလုပ်ခိုင်းမှာကိုခန့်ကိုဘူးနုနဲ့ကြောက်ခိုင်းမှာဟလားနေနဲ့ကိုရိုက်ဒါနဲ့ယူမလားရခုမှဝါသနာပါဝါသနာကိုပါလားဒီမှာထားတိုင်လိုက်ကိုအဲ့လိုဟိုကလေမအားဆောင်လိုမျိုးအပင်လေးကနေခုလေကိုရဘလို့ကြီးတော့ဟောအေးโอเคမြေကြီးနဲ့ကပ်ပြီးခုရတယ်အားဆောင်နော်မတိရရှိတင်ပြပါအောင်နော်မနေမရှိလဲဆုံးမပြပါအောင်ဆုံးမပါမယ်မြေကြီးနဲ့ကပ်ပြီးအဲ့လိုရှေ့ရှေ့လေးတွေခုရတယ်ကိုရโอเคနားလေပါဟိုလည်းနည်းနည်းရိုက်ပေးနော်ရှစ်လေးတွေကျွန်တော်တို့ပြုံးလွင်ရွာလေးကိုတွားလဲတိုင်းအခုလိုစိုက်ခင်းနေတဲ့မှာကိုယ်တိုင်ကိုကြအတည့်ရဒီခုဆွခဲ့ရတာအရန်ကိုစိတ်ချမ်းသာပါတယ်သူမိုက်နော်လက်ဆက်နေမယ်မိုက်တယ်ကျွန်တော်အရန်ပြောတာဟိုနည်းနဲ့လည်းကစင်းရတယ်ကျွန်တော်အိမ်ဘခုမှအိမ်ကိုဈေးတရတာအိမ်ဘရအောင်ကိုခန့်အိမ်ဖို့ဘာလို့စားဖို့အဘမမအိမ်ပြလိုက်နော်မမဆက်တာကျွန်တော်ညောင်ရင်ဖြစ်နေပြီခုကလေးဘာဖို့ညာအမကြီးအဘန်လက်ထဲကိုကြည့်လိုက်နေဘာမှမတတ်ဘူးအေးကြည့်လို့အဲ့ဒါလည်းခူးရအောင်ကစင်းရရပါပြီလို့ထိုင်ပြီးဆိုလာဆက်ဒါကြီးဒီကလိုက်ပြီကဲဒါတော့အိမ်ဒီတော့ဖားဖို့ဒါတစ်ဖက်လုံးစားဖို့အခုဒီဗီဒီယိုလေးရတဲ့လောက်ပါပဲတကယ်ကိုပဲကျွန်တော်တို့အတွက်ပျော်ရွှင်စရာကောင်းခဲ့တဲ့ရွာလေတဲ့ခီးစီလေးဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြပါအောင်မယ်